ကျိုးရောလောက်ကကောအပေါင်မှာ73သိန်းဝန်းကျင်နဲ့ဆိုရင်တော့ကိုမမကြီးစိတ်ဝင်စားလားဒါလီတွေဆိုရင်တော့ဝေးလို့ရှိမှအရန်ထွန့်ပြစ်နေတဲ့ကျိုးလေးတွေပါရှင်ကျိုးရောလောက်ကကောအပေါင်မှာ73သိန်းဝန်းကျင်ကနေပြီးတော့30ဝန်းကျင်နေစရှိကဲဒီမှာဝီဘာတွေလည်းမသိဘူးအားရပါပြောနေတာလေရိုက်နေတက်လက်နဲ့အတန်ကပျောက်သွားလို့ဒီမှာထပ်ပြီးတော့ပြောပြလိုက်ပါမယ်ရှင်နော်ဒီအခုပြပေးထားတဲ့ကျိုးလေးတွေဆိုရင်တော့ကျိုးရောလောက်ကကောအပါမှာ73သိန်းဝန်းကျင်ကနေပြီးတော့30ဝန်းကျင်နေစရပါမယ်ရှင်တော်တော်လေးကိုလှတယ်ပေါ့နော်အဲ့မှာပြောနေတာဘာတွေပြောနေလဲတော့မသိဘူးပေါ့နော်အတန်ကတော့တော်တော်ကိုပျောက်သွားပါရဲ့ရှင်ကဲဒါလေးကတော့ဝီကျိုးအသေးလေးကို try ပြပေးပါမယ်ရှင်နော်သူကကျတော့73သိန်းဝန်းကျင်နဲ့လောက်ကကောကျိုးကောအပေါင်မှာဝီလည်းဘေးမှာ try ပြီးတော့ပြပေးပါမယ်နော်ဒီမှာအခုဝစ်လိုက်ပါပြီရှင်အရန်အောင်လှတော့ပဲဝီဆိုရင်လေပေါင်ချိန်ပြည့်တယ်ခန္ဓာကိုယ်ပြည့်တယ်ဒါပေမဲ့အဲ့လိုမျိုးကျိုးသေးသေးလေးဝစ်လိုက်တာတော့မှပဲကျိုးကလုံးဝမမြုပ်သွားပြီးနဲ့လည်းဘေးမှာလုံးဝဘလင်းဘလင်းလေးထပြီးတော့ပေါ့နော်လောက်ကတီးရက်လေးကလည်းလုံးဝ cute တိုက်လေးသွားတာလုံးဝကိုချစ်စရာလေးပါရှင်ကဲဒါကတော့နောက်တစ်ခုပါရှင်နော်လုံးဝလောက်ကတီးအကြီးလေးနဲ့သူကတွဲပေးထားပါတယ်ရှင်လုံးဝကျိုးလေးကလည်းတုတ်တုတ်ကလေးဝိမှာပြောနေတာကျိုးလေးကလည်းတုတ်တုတ်ကလေးပေါ့နော်ပြီးတော့သူကလေဆက်ဖြတ်လေးဒီပါတော့တော်တော်လေးကိုလှပါတယ်ပြီးတော့လေဘင်းမမှာကျတော့ဝစ်လိုက်တဲ့အခါကျရင်လေလုံးဝဟိုဘယ်လိုပြောမလဲဝိတို့လေကျိုးနဲ့လောက်ကတ်နဲ့ဟိုမှာတွဲရက်ကိုမှာတော်တော်လေးကိုဟိုလှတဲ့ဒီဇိုင်းလေးပေါ့နော်လုံးဝချစ်စရာလေးသူကကျတော့ငွေမောက်ကဝိတို့30ဝန်းကျင်ပဲစရှိပါမယ်ရှင်လေဘင်းမမှာပြပေးထားပါတယ်ဒါကကျတော့ဝိအနီးကက်လေးပြပေးထားတာတော်တော်လေးကိုလှပါတယ်ရှင်နော်ကျိုးရောလောက်ကတ်ကောအပါမှာ30ဝန်းကျင်ဝီကဒီမှာပေါ့နော်ကျိုးရောလောကတ်ကောအပေါင်မှ73သိန်းရနေပြီးတော့30ဝန်းကျင်ဒီကိုမှနှစ်ကျိုးလေးတွဲပြပေးထားပါတယ်အပေါ်နဲ့အောက်ပေါ့နော်ဒီမှာဝီအနီးကက်လေးပြပေးထားပါတယ်ရှင်အပေါ်ကကျိုးလေးကကြတော့ဝီတို့73သိန်းဝန်းကျင်အောက်ကကျိုးလေးကကြတော့30ဝန်းကျင်နဲ့ရပါမယ်အရှည်ကကြတော့ဝီတို့16 18နဲ့ရပါမယ်ရှင်နော်ကိုကငွေမောက်အများကြီးမသုံးချင်ဘူးဆိုရင်တော့အပေါ်ကလုံးဝ cute တိုက်လေးနဲ့လောက်ထားတဲ့ဒီ LV ကျိုးလေးကိုယူပါဒါမှမဟုတ်ကိုကလေပြည့်ပြည့်လေးနဲ့ဆိုရင်တော့ဒီ30ဝန်းကျင်လေးကိုယူပါရှင်ဘိုင်ဘိုင်ကျေးဇူးအများကြီးတင်ပါ